ဒါပေမဲ့အဲ့ဒီကျတော့အော်ဒီလုပ်ငန်းကြီးကအရင် profit များတဲ့လုပ်ငန်းမဟုတ်ပါလားလို့ပြီးလိုက်တဲ့အချိန်ကျရင်တော့နည်းနည်းတော့ကြာသွားပြီပေါ့နော်ဆိုတော့နောက်တစ်ခါ startup နောက်တစ်ခုပြင်လုပ်ရမယ့်သဘောမျိုးဖြစ်တယ်ပေါ့နော်ဒါကတော့ပထမ strategy ပေါ့ဒုတိယကတော့ financial management ပေါ့နော်ဒီအခုကောင်လာဆိုလည်းဒါအရင်ဟိုစက်တဲ့အချိန်ပေါ့ဥပမာပြောလို့ဆိုရှင်လူတစ်ယောက်ကသူ့ရဲ့သုံးတဲ့ငွေပမာဏကအရင် limit ဖြစ်လာတယ်ဆိုတော့အဲ့ limit ဖြစ်တဲ့ဂျားရဲ့မှာကို product ကိုဘယ်လိုဝယ်မှာဘာကြောင့်ဝယ်မှာလဲဘယ်လိုဝယ်အောင်လုပ်မှာလဲဒါရလည်း financial နဲ့ဆိုင်လို့နောက်တစ်ခုကကျတော့ကိုယ်မှာရှိတဲ့ငွေရင်းအနည်းရဲ့ရှိနေပါလိမ့်မယ်ဆိုတော့အခုဆိုလို့ရှိရင်အမတို့ production လုပ်တယ်ဆိုလို့ရှိရင်အရင်တော့တိတ်တရာရင်းရမယ်လို့ကအခုကတိတ်3-500လောက်ထိရင်းရတာဖြစ်လာတယ်ဘာဖြစ်လို့ဆိုတော့ဒီဆက်ပေါ့နော်ဒီရောင်းတဲ့လူကမှလည်းကိုယ်ကငွေချထားပေးရတယ်ပုံချမ်းကိုလည်းကြိုဝယ်ရတယ်ဒီတိုင်းမှာအစီးပြည့်မဲ့ဟာတွေရှိရင်တစ်နှစ်စာလောက်လောက်ဟာတွေရှိတယ်ဆိုတော့အများကြီးပဲပေါ့နော်ဆိုတော့ဒီ financial ကမနိုင်ဘူးဆိုလို့ရှိရင်ကြီးထွားလာဖို့လည်းအရင်ခက်ပါတယ်ဒီ startup stage နဲ့တည်းအစီအမပြေရဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ research and development ပေါ့နော်research ကအရင်အရေးကြီးပါတယ်ကျွန်တော်တို့ product ဆိုတော့ product research လုပ်တယ် market research နည်းနည်းပါးလုပ်တယ်ပေါ့နော်ဆိုတော့ဒီ research ဆိုလည်းဒီအစတော့ထင်ရခဲတွေလုပ်တယ်ဒါပေမဲ့2021မှာဒီ landscape တွေအကုန်ပြောင်းသွားတဲ့အချိန်မှာပြောရဆိုရင်တော်တော်ဒုက္ခရောက်တယ်ဆိုတော့အဲ့ဒီမှာဖြစ်သွားလဲဆိုတော့ဒီ research ကကယ်သွားတာပေါ့နော်အရင်က research လုပ်တာအရင်ကနောက်ပါတဲ့ခါကျတော့ဒီ product တွေကိုအများကြီးပဲ research တွေလုပ်ထားတယ်ဆိုတော့အဲ့ဒီမှာတစ်ခုမဟုတ်တစ်ခုပေါက်ဖို့အတွက်ကို10ခုလောက်လုပ်ထားတော့မှ10ခုလောက်ပေါက်တာဆိုတော့အဲ့ဒီအချိန်မှာစပြီးမကြီးချက်အနှစ်ဆိုတော့လုပ်ခဲ့တဲ့အတွက်စပြီးထုတ်နေတယ်ဒီလုပ်ငန်းကဒီလုပ်ငန်းကို handle ဖြစ်သွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ resilience ပေါ့နော်resilience ဆိုတာကအခုဆိုလို့ရှိရင်အားလုံးကအရန်ခက်ခင် give up ပေါ့နော်ဒီလုပ်ငန်းတွေကထွက်သွားခြင်းနဲ့ဒါချသွားခြင်းနဲ့ဒါကြီးကိုအရှုံးပေးလိုက်ခြင်းနဲ့ပေါ့နော်ဆိုတော့လူငယ်တော်တော်များဆိုရင်ပို့ပြီးတော့ resilient ကတော်တော်လေးကိုနေပေါ့ကိုယ်ကိုယ်နဲ့တောင်ထက်တန်းခဲ့တာဆိုတော့resilient ကောင်းဖို့လည်းစူးစမ်းကြပါပေါ့နော်ခံနိုင်